Cherry King ဆိုတဲ့ဆိုင်တတိထားပါအဲ့ဘာတွေဝယ်မယ်ဆိုလို့ရှိရင်လုံးဝတတိထားရမယ်ဆိုင်ကိုကျွန်မပြောပြပေးမယ်စေနာနဲ့ကျွန်မပြောပြပေးရကျွန်မပွဲရှာနေရလည်းမဟုတ်ဘူးကျွန်မဘာမှကျွန်မလိုမျိုးမခံရအောင်လို့ဟောဒီမှာ Cherry King သူ့စီကနေငကတ်ဝယ်လိုက်တယ်ခုနှလုံးစီးနဲ့ပေါ့နော်ဒီမှာခုနှလုံးစီးနဲ့ဗရမ ्या ငကတ် intense red အရေးပေါ့အဲ့ဒါကိုဝယ်လိုက်တဲ့အချိန်မှာသူပြောတာ63သိန်းကိုကျမတို့သူ54သိန်းနဲ့ထားပေးရဲ့။အော်ကိုကတော့ပျော်နေတာ54သိန်းရတယ်ဆိုပြီးတော့မှနောက်တော့မှဘာမှမဟုတ်ဘူးဒီနေ့အိမ်ကိုရောက်လာတဲ့အချိန်မှာငကတ်ကတော်တော်ကြီးကိုသေးနေရခုနှလုံးစီးလို့တော့မှမြင်လိုက်တာနဲ့ဒါခုနှလုံးစီးမဟုတ်တော့ဘူးဆိုတော့တိထားလောက်တဲ့အထီကိုဖြစ်နေတာ။အဲ့တော့ပုံထဲမှာကြည့်တာတော့ကျမတို့ကဓာတ်ပုံဗီဒီယိုတွေကကြတော့ဘာပဲပြောအပြင်နဲ့စာလို့ရှင်မှန်းစာခက်တဲ့ကြောင့်လို့ပစ္စည်းရောက်တော့မှစိတ်ထဲမှာဒါခုနှလုံးစီးရောတေချာရဲ့လားမသိဘူးဆိုပြီးတော့မှကျမတို့ရဲ့ဒီရင်းနှီးတဲ့ပရိန်စရာစိတ်ချတဲ့ပရိန်စရာစီမှာချိန်လိုက်တော့မှကျမမှာဓာတ်ပုံလေးပို့ထားပြထားပြီး 0.8 ပဲရှိရဲ့အဲ့တော့တစ်ဖက်ကို 0.8 ဆိုလို့ရှိရင်နှစ်ဖက်ဆိုတော့16ဆိုတော့ကျမတို့ကိုရောင်းထားပေးတာကတကလက်ကျော်ဒါပေမဲ့သူ့ voucher မှာဈေးဖွင့်ပြီးတော့မှသူ officially ရောင်းထားပေးတာကကြောက်ချိန်2ကလက် 2.15 ကလက်ရေးထားပေးရ2.15ကလက်လို့တော့သူကပြောထားတယ်ရေးထားတယ်ဟောဒီမှာသူ့ voucher ကြီးနဲ့နော်2.15ကလက်အဲ့တော့ကျွန်မဖုန်းဆက်တယ်အမရောင်းထားပေးတာကကျမတို့ခုနှလုံးစီးပြောတယ်ခုနှလုံးစီးဆိုလို့ရှိရင်တစ်ဖက်ကိုခုနှလုံးနှစ်ဖက်ကို14လုံးအဲ့တော့တစ်ဖက်ခုနှလုံးဆိုရင်တကလက်ရှိရမယ်တစ်ဖက်ကိုအဲ့တော့နှစ်ဖက်ပေါင်းရင်2ကလက်ရှိရမယ်ခုနှလုံးစီးပေါင်းမှတကလက်ဖြစ်တာဆိုတော့တစ်ဖက်ကိုတကလက်ဆိုရင်2ကလက်ဖြစ်ရမယ်ဒါပေမဲ့အမဘောက်ချာဖွင့်ထားတာ2ကလက်ကျော်ကျမတို့ချိန်ကြည့်လိုက်တဲ့အချိန်မှာ2ကလက်တောင်မှမပြည့်ဘူးတကလက်ကျော်ပဲရှိရလို့ကောင်းမွန်ပြောတာသူ့ဘက်ကနေကျမတို့ဖုန်းချသွားတယ်ဆက်ကိုလည်းဘလော့သွားတယ်အကောင့်ကနေကျမဆက်တွေ့တယ်ကျမကိုဘာမှ reply မလာဘူးမဖြေရှင်းပေးဘူးအဲ့တော့လုပ်ငန်းကြီးလုပ်နေရယတနာရောင်းနေဆိုတာပြောမယ်ဆိုလို့ရှိရင်ဒါအဆင့်တန်းရှိတဲ့လူတွေကြီးပဲကျမတို့ကအလွှာတလွှာကိုတတ်မှတ်ပေးလို့ရတယ်ဒါပေမဲ့သူလှုပ်သွားတာကြီးကလုံးဝယတနာရောင်းတာနဲ့မတူတာအားလည်းမိုက်ရိုင်းနေမဖြေရှင်းပေးတဲ့အပြင်ကျမတို့ကိုကောင်းမဖြေရှင်းပေးတဲ့အပြင်ပြုတ်ဒုက္ခတွေပါပြောသွားတာဝဝတွေလုပ်ပြီးပြုတ်ဒုက္ခတွေပြောပြီးမှမဖြေရှင်းပေးဘူးဘလော့သွားတယ်အဲ့တော့အဓိကအချက်ကကျမကသူ့ဘောက်ချာတိုင်းသွားမှသူ့ကိုကျမဖြေရှင်းပေးဖို့ပြောတယ်စာပို့တယ်ကျမအောင်မပြောင်းဘလော့ထားတော့ကျမစာလည်းသူဖတ်မှာမဟုတ်ဘူးအဲ့တော့ Time City က Cherry King ဆိုတဲ့မိန်းမဆိုင်ကိုအားလုံးတတိထားကြပါကျမပြောတယ်ကျမပွဲရှာတာမဟုတ်ဘူးဒါလိန်တာပဲလူလိန်ပဲဒါလူလိန်လို့ပြောလို့ရတယ်2ကလက်ကျော်ရေးပြီးတော့မှ1ကလက်ကျော်ကိုရောင်းသွားတာလူလိန်